အေးစိုက်နော်အဲ့ပတ်စံကြီးထုတ်လာမှာပတ်စံကြီးထုတ်လာမယ်ပတ်စံနဲ့ဆယ်ပေါ့နော်โอเคမိကိုစိုက်နော်သူတို့မိကိုမေးပါမယ်မိကိုမေးမှအဖြေမှန်တဲ့လူကပတ်စံရမှာပေါ့နော်စိုက်နော်နံပါတ်1ကလေတရုပ်လို့လေအိမ်နာကိုလေငါတို့ခေါ်တယ်မလားနံပါတ်1နံပါတ်1ကကျတော့ဘယ်လိုခေါ်မလဲရှိစုံကျန်းလို့ခေါ်တယ်နံပါတ်2ကကျတော့ဝိတ်စင်ကျန်းခေါ်တယ်နံပါတ်3ဘယ်လိုခေါ်လဲချက်စောဘယ်လိုဖြေလိုက်တယ်လဲဖြေလိုက်တော့ချက်စောရေးရလိုက်နော်โอเคရပြီဆိုတဲ့ဒေဒီဘာနိုင်ရိုက်ပေါ့နော်โอเคနောက်တစ်ခုမိကိုစမယ်နော်နောက်တစ်ခုမိကကျတော့တရုပ်လို့လေစပွဲဘယ်လိုပြောလဲဝေးကျင်ဟမ်ဝေးကျင်ဝေးကျင်မဟုတ်လေဟုတ်ဘူးဗါလေနောက်အခုကျော်ဝေးမဟုတ်လေစပွဲပြင်းပြင်းပွဲ ကျတော့ဗါလေ တေပေါ် အဲ့စပွဲ ဘယ်လိုဘလို့ ကျော်စ ကျော်တက်စ အေး ဟုတ်တယ် ဒီခရက်ကြတယ်သူဖေးပါ တက်စကေအဲ့ဒါရှိတယ်အေးညည ဘိုးတော့ငါပြီ အေးဒါနောက်ဆုံးတစ်ခုမင်းမယ်နော်လက်ရင်ထိရမယ်နော်ထင်းရုပ်ဘယ်လိုပြောလဲချာကျစ်ချာကျစ်အေးအခုနိုင်တော့